ဒေါသတုံမှကြောင့်ဖြစ်ပေါ်တတ်တဲ့လေကောင်းဝေနာရဲ့အကြောင်းကိုပြောပြလာခဲ့ရမှာဒီကနေ့တော့တိကျကြောင့်ဖြစ်တတ်တဲ့လေကောင်းဝေနာရဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ဘာကြောင့်တိကျကြောင့်ဖြစ်တဲ့လေကောင်းဝေနာဖြစ်ရတယ်လဲဆိုလို့ရှိရင်တော့ပူလွန်သောအစာဆက်လွန်သောအစာနဲ့ချင်းလွန်သောအစာတွေအစာများတာကိုပင်မလွန်းတဲ့အလုပ်တွေကိုမြဲတစေလုပ်ကြရတဲ့ပုံကိုယ်တွေနေဘူးမိဘူးခံလွန်းတဲ့အလုပ်တွေကိုလုပ်ကြရတဲ့ပုံကိုယ်တွေအရက်ဒေတာတောက်စားတဲ့ပုံကိုယ်တွေနဲ့အပူတက်တဲ့ဖြစ်တဲ့အစားအစာတွေကိုအမြဲတစေစားလုံးကြတဲ့ပုံကိုယ်တွေအပူတက်တဲ့ဖြစ်တဲ့ဆေးတွေကိုအမြဲတစေတောက်လုံးကြရတဲ့ပုံကိုယ်တွေမှာဒီတိကျကြောင့်ဖြစ်တဲ့လေကောင်းဝေဒနာခံစားရနိုင်ပါတယ်ဒီတိကျကြောင့်ဖြစ်တဲ့လေကောင်းဝေဒနာရဲ့လက္ခဏာကတော့အပြင်ကိုထွက်လာတဲ့အခါမှာပျော့ပျော့တွေ့ကြတဲ့သဘောရှိပြီးတော့သွေးယူစီးတတ်တဲ့သဘောရှိပါတယ်ကျဲတဲ့သွေးယူစီးတတ်တဲ့သဘောရှိပါတယ်စိမ့်နဲ့အနက်နာနဲ့လက္ခဏာမျိုးလည်းရှိပါတယ်အနံ့တစ်မျိုးထွက်ပြီးတော့ဒီလေကောင်းဝေဒနာကစိတ်ရွှေရွှေအနံ့မျိုးနံတတ်တဲ့သဘောရှိပါတယ်ဒီလေကောင်းဝေဒနာဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တော့မူးဝေတာအော့အန်တာအစာမစားခြင်းတာရေငတ်တာဖြားတာစတဲ့လက္ခဏာတွေကိုခံစားရနိုင်ပါတယ်မကြည်တော့ဝင်းနဲ့တကွာသွားတတ်ပြီးတော့ပူတော်ဝင်းကိုလည်းသွားတတ်ပါတယ်မကြည်တော့အစာနဲ့တကွာဝင်းသွားတတ်ပြီးတော့ပူတော်ဝင်းလည်းသွားတတ်ပါတယ်ဒါကတော့တိကျကြောင့်ဖြစ်တဲ့လေကောင်းဝေဒနာရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဒီလေကောင်းဝေဒနာက၆ထပ်တဲ့သဘောရှိပြီးတော့ပူနွေးတဲ့သဘောလည်းရှိပါတယ်ဒီလေကောင်းဝေဒနာကိုစမ်းကြည့်မယ်ဆိုလို့ရှိရင်တော့ပူနွေးတဲ့သဘောရှိတာကိုခံစားရမှာဖြစ်ပါတယ်သွေးနဲ့တကွဖြစ်တတ်တဲ့လေကောင်းဝေဒနာတစ်မျိုးလည်းဖြစ်ပါတယ်ဒီလေကောင်းဝေဒနာကအပူကိုအကြောင်းခံပြီးတော့ဖြစ်ပေါ်တဲ့လေကောင်းဝေဒနာဖြစ်ပါတယ်နောက်တစ်နေ့မှာတော့တလိပ်ကြောင့်ဖြစ်တတ်တဲ့လေကောင်းဝေဒနာရဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်